လပါဘူးအသင်းအနေနဲ့ကတော့အမြဲတမ်းဆိုသလိုကျွန်တော်တို့ပြည်သက်တွေကိုအံ့အားသင့်ဖွယ်လှုပ်ဆောင်ချက်တွေကိုလှုပ်ပြနေတဲ့အသင်းတစ်သင်းလို့ပဲဆိုရမှာဖြစ်ပါတယ်အခုလက်ရှိမှာဆိုရင်လေကျွန်တော်တို့လပါဘူးအသင်းအနေနဲ့ကဒါဘာစီလိုနာအသင်းရဲ့အသက်28နှစ်အရွယ်နောက်ခံလူရော်နယ်အာရူဟိုကိုတရားဒီအငားနဲ့ခေါ်ယူဖို့ရာအတွက်အလုံးစုံသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ရော်နယ်အာရူဟိုရဲ့ကျွန်တော်တို့စာချုပ်ပါအချက်အလက်တွေထပ်ပြီးတော့ကြတော့ရော်နယ်အာရူဂျိုကိုလပါဘူးအသင်းမှာဘာတွေမျှော်လင့်လို့ရမလဲဘယ်အပိုင်းတွေမှာအားနည်းချက်ရှိမလဲဆိုတာကျွန်တော်တို့သုံးသပ်ပြောဆိုကြည့်ရအောင်ပါခင်ဗျအဲ့တော့လပါဘူးအသင်းအနေနဲ့ကတော့လက်ရှိမှာကျွန်တော်တို့ရော်နယ်အာရူဟိုကိုတရားဒီအငားနဲ့ခေါ်ယူရေးအတွက်အလုံးစုံသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရတာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နာမည်ကြီးအားကစားသတင်းတောက်တွေအကုန်လုံးလည်းအတည်ပြုလာခဲ့သလိုဘာစီလိုနာအသင်းရဲ့ Sporting Director ဒေကိုကိုတိုင်ကိုကလည်းအတည်ပြုလာခဲ့ပြီလို့ကျွန်တော်တို့သိရတာဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့ကြတော့ကျွန်တော်တို့အာရူဟိုရဲ့စာချုပ်ပါအချက်လက်တွေကိုပြောကြည့်ရမယ်ဆိုရင်တော့အာရူဂျိုအနေနဲ့ကကျွန်တော်တို့2026-2029ရာသီကိုမှာလီဗာပူးအသင်းနဲ့တရားဒီအငားနဲ့လာပြီးတော့ကစားမယ်ရာသီကုန်မှာလီဗာပူးအသင်းအနေနဲ့အပိသက်ဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်ဒါပေမဲ့လို့ဒီ buy option ကိုထည့်ထားခဲ့တယ်ဆိုရင်မဲ့လို့မဖြစ်မနေအပိသက်ဝယ်ယူရမှာမဟုတ်ဘူးကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကရော်နယ်အာရူဂျိုခေါ်ခြင်းလေးရတယ်ဒါမှမဟုတ်ရင်ဘာစီလိုနာအသင်းစီကိုပြန်ပြီးတော့ပို့သွားခြင်းလေးရတာဖြစ်ပါတယ်အဲ့တော့တရားဒီအငားနဲ့ပဲခေါ်ယူခဲ့တာဖြစ်ပါတယ်အာရူဟိုရဲ့စာချုပ်ကိုလာမယ့်24နာရီအတွင်းထဲမှာအပိသက်သွားဖို့ရအတွက်ပြင်ဆင်နေကြောင်းသိရတာဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့ဘာစီလိုနာအသင်းအနေနဲ့ကအာရူဟိုကိုလီဗာပူးအသင်းနဲ့ဆေးစစ်ဖို့ရအတွက်မီစိမ်းပြလိုက်ပြီဖြစ်ပါတယ်အဲ့တော့အာရူဟိုအနေနဲ့ကကျွန်တော်တို့အင်္ဂလန်ကိုလာရောက်ပြီးတော့ဆေးစစ်ပြီးတော့ကြတော့ကျွန်တော်တို့စာချုပ်လက်မှတ်ထိုးတာတွေကိုပြုလုပ်သွားတော့မှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီလက်တလောရပ်ပိုင်းအတွင်းထဲမှာအာရူဂျိုရဲ့ကိစ္စကတခါတည်းတန်းပြီးတော့ဒန်ဒီဖြစ်သွားဖို့ရအတွက်ရှိနေခဲ့ပြီဖြစ်ပါတယ်ခင်ဗျโอเคအဲ့တော့ကြတော့ကျွန်တော်တို့လီဗာပူးအသင်းမှာဒါလက်ရှိခန်းစစ်မိုင်းလိုအပ်ချက်ကတော့ရှိနေတာကျွန်တော်ညီကိုတွေအားလုံးပဲအတိပဲပေါ့နော်အဲ့တော့လီဗာပူးအသင်းမှာအာရူဟိုကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးမျှော်လင့်လို့ရမလဲဘယ်နေရာဒီမှာအားနည်းချက်ရှိမလဲဆိုတာထပ်ပြီးတော့သုံးသပ်ကြည့်ကြရအောင်ပါခင်ဗျအာရူဂျိုအနေနဲ့ကလက်ရှိမှာကျွန်တော်တို့အသက်28နှစ်အရွယ်ရှိနေပြီဖြစ်တဲ့အတွေ့အကြုံပိုင်းအရာလုံးဝအပြည့်အဝဆုံးအသက်အရွယ်တစ်ခုကိုရောက်နေပြီဖြစ်တယ်လို့ကစားသမားတစ်ယောက်ရဲ့အကောင်းဆုံးအသက်အရွယ်ကိုရောက်နေပြီလို့ပဲဆိုရမှာဖြစ်ပါတယ်အဲ့တော့ကြတော့လက်ရှိလီဗာပူးအသင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ခန်းစစ်ပိုင်းမှာဂျိုကိုမက်ဂျီယိုဗန်နီလီယိုနီတို့တန်းခိုင်မှုမပြည့်ဝတဲ့အနေအထားတွေမှာကျွန်တော်တို့လီဗာပူးအသင်းရဲ့ခန်းစစ်ပိုင်းမှာလိုအပ်ချက်ရှိနေတယ်ပြီးကြတော့ညာချမ်းခန်းစစ်မှာကလေကျွန်တော်တို့ထပ်ပြီးတော့ကြတော့ခေါ်နာဘရလီတို့ဖရင်ပေါင်တို့ရဲ့အနေအထားတွေကစိတ်ချလို့မရတဲ့အနေအထားတစ်ခုခေါ်နာဘရလီကလည်းဒဏ်ရာကြောင့်နားနေတဲ့အနေအထားတစ်ခုမှာညာချမ်းခန်းစစ်လိုနေတယ်အဲ့တော့အာရူဟိုအနေနဲ့ကဘဟုခန်းစစ်မှာရောညာချမ်းခန်းစစ်မှာရောနှစ်နေရာလုံးကိုအကောင်းဆုံးကစားနိုင်တဲ့ကစားသမားတူဖြစ်တာကြောင့်မလို့လီဗာပူးအသင်းရဲ့လိုအပ်ချက်နဲ့တော်တော်လေးကိုထပ်တူကြတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်အဲ့တော့အာရူအနေနဲ့ကဒီအမှန်တကယ်လီဗာပူးအသင်းရဲ့လိုအပ်နေတဲ့နှစ်နေရာလုံးကိုအကောင်းဆုံးဖြစ်ကစားနိုင်တဲ့ကစားသမားတူဖြစ်တယ်ထပ်ပြီးတော့အရန်မောင်းအားဖြင့်လည်း6ပေ4လက်မလောက်ထိရှိတဲ့အနေအထားတစ်ခုမှာအမြင့်မောအားသာချက်တွေတော်လေးကိုကောင်းမွန်နေအမြင့်မောရှင်းထုတ်မှုအပိုင်းတွေမှာအားကိုးလို့ရမယ်ကျွန်တော်တို့ဘာကြီးပန်နိုင်ရဲ့အရန်အမောင်းနဲ့အာရူဟိုရဲ့အရန်အမောင်းနဲ့ CB မှာတွဲလိုက်မယ်ဆိုရင်တော့အမြင့်မောအတိုင်းတာတွေမှာတော်တော်လေးကိုစိတ်ချလို့ရမယ်ကစားသမားတူဖြစ်သွားမယ်နောက်တစ်ခုကအာရူဟိုရဲ့ကစားဟန်ကတော်တော်လေးကို aggressive play စံနေပြောမယ်ဆိုလို့ရှိရင်ဘာစီလိုနာအသင်းမှာနှစ်ရှည်လာများကစားခဲ့တဲ့ကစားသမားတူဖြစ်တဲ့အလျောက်နီးစနစ်ကောင်းနေပြီးကြလို့ရှိရင်ဘာစီလိုနာအသင်းမှာအသင်းခေါင်းဆောင်တူလည်းဖြစ်တဲ့အလျောက်ထပ်ပြီးတော့ကြတော့ခေါင်းဆောင်မှုအရေးအသွေးပိုင်းမှာဆိုရင်လည်းတော်တော်လေးကိုအားကိုးလို့ရမယ့်အနေအထားတစ်ခုရှိတယ်။ဆိုတော့ကျွန်တော်ပြောတဲ့အသက်28နှစ်အရွယ်ကစားသမားတူဖြစ်နေတဲ့အလျောက်လည်းပရီးမီးယားလိနဲ့တော်လေးကိုအံဝင်နိုင်မဲ့ကစားသမားတူအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လို့ဘယ်အပိုင်းတွေမှာအားနည်းချက်ရှိနိုင်မလဲပေါ့နော်။တနည်းအားဖြင့်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့အာရူဟိုကိုလီဗာပူးအသင်းစီကိုခေါ်ယူတာကလက်ရှိလီဗာပူးအသင်းရဲ့လိုအပ်ချက်ကြောင့်မို့လို့ကျွန်တော်တို့ကအသင်းကိုကစားသမားတစ်ယောက်ရောက်လာတယ်ဆိုရင်ဘယ်ကစားသမားရောက်အားပေးရမယ့်အနေအထားတစ်ခုမို့လို့ဒါသဘောကျတာဒါတရားဒီအငားနဲ့ခေါ်ယူတာကလည်းရေတိုဖြည့်ရှင်းမှုသာပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီရေတိုဖြည့်ရှင်းမှုလုပ်ခဲ့တဲ့အနေအထားတစ်ခုမှာလက်ခံရမယ့်အနေအထားတစ်ခုတော့ရှိတယ်ပေါ့လေနော်ဒါပေမဲ့အရင်သဘောကျလာဆိုရင်တော့အာရူဟိုကိုကျွန်တော်မြင်မိတာကတော့အရင်တုန်းကတော့ကျွန်တော်အာရူဟိုကိုသဘောကျခဲ့ဘူးတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရာသီတွေမှာအဲ့ဒီရှိရဲ့ရာသီတွေမှာအာရူဟိုရဲ့ကစားတဲ့ပုံစံကိုကျွန်တော်သိပြီးတော့သဘောမကျဘူးတနည်းအားဖြင့်ကျွန်တော်တို့အရင်တော့ကျွန်တော်တို့အသင်းရဲ့ဆရာကြီးပေါ့နော်ကျွန်တော်တို့ဒီလက်ရှိမှာအာရူဟိုနဲ့နိုင်ငံနေတာဒါဝင်နူးညံ့နဲ့စင်တယ်လို့ကျွန်တော်မြင်တယ် aggressive အရန်ဖြစ်လွန်းနေတခါလီမှာမလိုအပ်ဖဲနဲ့ဖောင်းမောတွေနဲ့မလိုအပ်ဖဲနဲ့အနီကတ်တွေအများကြီးလှုပ်လေလှုပ်ထားရှိတယ်အမားယွန်းနေကိုနောက်တန်းမှာတတော်များလှုပ်လေလှုပ်ထားရှိတဲ့ကစားသမားတဦးလို့ကျွန်တော်မြင်တယ်နောက်တစ်ခုကပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့က
ဘယ်လိုပြောမလဲပွဲထွက်ခွင့်ကောင်းကောင်းမရခဲ့ဘူးစုစုပေါင်းကျွန်တော်တို့ဘာစီလိုနာအသင်းအတွက်ပွဲ35ပွဲလောက်အထိကစားခဲ့တယ်ဆိုပေမဲ့လို့အဲ့ဒီ35ပွဲမှာ15ပွဲလောက်ပဲပွဲထွက်ကစားခွင့်ရခဲ့တာကျန်တဲ့ပွဲတွေကအရန်ငားနေပြီးတော့ပဲလူစားဝင်ခွင့်ရခဲ့တဲ့အနေအထားအဲ့တော့ကြတော့ကျွန်တော်မိနစ်ကဆိုရင်သတင်းတွေ့တယ်ပေါ့နော်ဒီအာရူဟိုအနေနဲ့ကဘောလုံးလောကကနေခဏအနားယူမယ်ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့ဒီစိတ်သက်ပိုင်းဆိုင်ရာတွေတော်တော်ကြီးကိုကြာဆင်းနေတယ်အဲ့ဒါကြောင့်မလို့ဘောလုံးလောကကခဏအနားယူဖို့ရအတွက်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့သတင်းတွေအများကြီးကိုလည်းမြင်တွေ့ခဲ့ရဘူးတယ်ဘာစီလိုနာအသင်းမှာလည်းပြီးခဲ့တဲ့ရာသီတွေမှာပုံမှန်ပွဲထွက်ခွင့်အဲ့လောက်ကြီးမရခဲ့ဘူးအမှားယွင်းနေအများကြီးလုံးတဲ့အလျောက်ဘာစီလိုနာအသင်းရဲ့နီးပြကိုယ်တိုင်ကိုကလည်းအာရူဂျိုအရန်ကုန်မှာထားခဲ့တာပြီးကြတော့အထူးသဖြင့် highlight ထုတ်ပြီးပြောရမယ့်အနေထားကအာရူဂျိုကတော်တော်လေးကိုဒဏ်ရာပြဿနာများပြားတဲ့ကစားသမားတူအခုကျွန်တော် live ပြီးတော့ရှာကြည့်ရသလောက်ဆိုလို့ရှိရင်ပြီးခဲ့တဲ့2ရာသီအတွင်းထဲမှာဒဏ်ရာကြောင့်မို့လို့9လလောက်အထိအနားယူထားရတဲ့အနေအထားတစ်ခုမှရှိတယ်စုစုပေါင်း150နဲ့မှ3ရက်လောက်အထိဒဏ်ရာကြောင့်မို့လို့အနားယူထားရတာဖြစ်ပါတယ်ဒါကကစားသမားတစ်ယောက်အနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့တော်တော်လေးကို injury များတဲ့ထဲမှာပါတယ် injury များတဲ့ထဲမှာပါတဲ့အနေအထားတစ်ခုရဲ့စောစောကကျွန်တော်ပြောသလိုလက်ရှိမှာသူ့ကိုယ်သူယုံကြည်မှုကျဆင်းနေတဲ့အနေအထားတစ်ခုမှာကလည်းပြီးခဲ့တဲ့ရာသီမှာကြုံတွေ့ထားရတာအဲ့တော့ကြတော့လက်ရှိမှာကျွန်တော်တို့အသင်းမှာရှိနေတဲ့ဒီနီးပြအန်တိုနီအီရာအိုလာအနေနဲ့ကအာရူဂျိုရဲ့ခြေစွမ်းကိုဟိုးအရင်တုန်းကခြေစွမ်းပုံစံမျိုးပြန်လည်ပြီးတော့တောက်ပလာအောင်ပြုလုပ်ပေးသွားနိုင်မှာလားထပ်ပြီးတော့ကြတော့ကျွန်တော်တို့ဒီဘာကြီးပန်တိုင်းအနေနဲ့ကလည်းအာရူဂျိုကိုအကောင်းဆုံးသူနဲ့အတူတူတွဲပြီးတော့ဆွဲခေါ်ပေးနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ကျွန်တော်တို့မျှော်လင့်ကြည့်ရမှာကတော့လက်ရှိကျွန်တော်တို့လပါဘူးအသင်းရဲ့လိုအပ်ချက်နဲ့ကတော့အာရူဂျိုကတော်တော်လေးကိုကိုက်ညီတဲ့ကစားသမားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အသင်းရဲ့ဗဟိုခံစစ်နဲ့ညာချမ်းခံစစ်ကတိတိလိုအပ်နေတာအဲ့ဒီနေရာအတွက်အသက်28နှစ်အရွယ်ကစားသမားတဦးကိုဖြည့်တင်းနိုင်တာကတော်တော်လေးကိုကောင်းတဲ့အနေအထားတစ်ခုဆိုပေမဲ့လို့ဒီအာရူဂျိုအနေနဲ့ကလည်းသူ့ကိုယ်သူပြန်ပြီးတော့တက်တည်ပြကျင်နေတယ်ပေါ့နော်သူ့အနေနဲ့ကဒီဘာစီလိုနာအသင်းမှာပွဲထွက်ခွင့်နေရာပျောက်ဆုံးပြီးတော့ကြတော့အရန်ကစားသမားတူဖြစ်ရတဲ့အပေါ်မှာသိပြီးတော့မချိနဲ့ဘူးအဲ့ဒီအပေါ်မှာပြန်ပြီးတော့တက်တည်ပြကျင်တဲ့စိတ်တွေကတော်တော်လေးကိုဖြစ်နေရလို့သိရတယ်အဲ့တော့ကြတော့အဲ့ဒီအနေထားတစ်ခုမှာဒီအီရာအိုလာနဲ့ဘာကြီးပန်နာရီတို့အနေနဲ့ကဘယ်လိုပုံစံမျိုးအာရူဂျိုကိုတွဲခေါ်ပေးသွားနိုင်မလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ပွင့်ပွင့်လင်းပြောရမယ်ဆိုရင်တော့အာရူဂျိုနဲ့ပတ်သက်ပြီးတော့အားမရတဲ့အချက်လေးတွေများတယ်ဆိုပေမဲ့လို့လက်ရှိကျွန်တော်တို့အသင်းရဲ့ခံစစ်ပိုင်းလိုအပ်ချက်အရာကအာရူဂျိုဒီအမှန်တကယ်အကောင်းဆုံးခြေသွမ်းသာရနိုင်မယ်ဆိုရင်ကျွန်တော်တို့အသင်းရဲ့နောက်တန်းအတွက်ကတကယ်ကိုအကောင်းဆုံးဖြစ်လာမယ့် player တူလို့ပဲကျွန်တော်အနေနဲ့မြင်မိတာဖြစ်ပါတယ် aggressive ဆန်နဲ့ Iraola ရဲ့ highlight တစ်ဖက်မှာသူ့ရဲ့မြန်နှုံးသူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံသူ့ရဲ့အရန်အမောင်းတိဆောက်ပုံတွေကတော်တော်လေးကိုအဝင်မဲ့ကစားသမားတူလို့ထင်မြင်မိတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါနီကိုလိုရောအာရူဂျိုကိုလပါဘူးအသင်းကတရားဒီအငှားဒီထပ်ပြီးတော့ရာသီကုန်မှာအပိသက်ဝယ်ယူခွင့်နဲ့ခေါ်ယူနိုင်ခဲ့တဲ့အပေါ်မှာဘယ်လိုမြင်လဲအာရူဟိုသဘောကျရဲ့လားဒါမှမဟုတ်လို့ရှိရင်အာရူဟိုကိုသဘောမကျဘူးလားဆိုတာကွန်မန့်ဘောက်ထဲမှာဝင်ရောက်ဆွေးနွေးညှင့်ခုန်ပေးသွားကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြတာပေါ့ဗျ